မိမเจ้าနဲ့ ရော့ထန်လို့လူပြောများကင်းရတဲ့အဖြစ်အပျက်လေးတစ်ခုပရိသတ်များလုံးပဲမိလာပါခင်ဗျာလက်ဝဲစူပရာမီကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဝမ်ချန်ပီယံရှစ်ရဲ့အမွေထိုင်းလောကမှာတမ်မဏိလူသားအိုင်ယွန်မန်တို့တင်စားခေါ်ကြတဲ့ကမ္ဘာချန်ပီယံရော့ထန်ကိုလူတိုင်းသိကြမှာပါကျိုးပိုင်းနဲ့ရောက်ရင်ပြန်မဲ့တင်ရဲ့လက်သေးချက်တွေကိုမျက်နှာနဲ့အစမ်းသက်ခံပြီးပြုံးပြုံးကြီးပြန်ထိုးတက်တဲ့သွေးစာနေတဲ့စစ်တီတော်ဒူအဖြစ်နာမည်ကျော်ကြားသူပေါ့ပြန်မဲ့ကဘလောက်ပဲကျန်းတတ်ပါစေရော့ထန်ရဲ့မျက်လုံးထဲမှာကြောင်းရမှုဆိုတာရှာမတွေ့နိုင်ပါဘူးသူ့ရဲ့ထိုးချက်တွေကပြင်းထန်တယ်လို့သူ့ရဲ့ခန္ဓာရည်စွမ်းအားကလည်းလူသားတယောက်နဲ့တော့မတူဘူးလို့ထင်မှတ်ရပါတယ်ကမ္ဘာတဝန်းကမွေတိုင်းပရိသတ်တွေအတွက်တော့သူဟာစံပြသူရဲကောင်းကြီးတူပါပဲဒါပေမဲ့ဒါကဂျိုဝိုင်းတဲကရော့ထန်ရဲ့ပုံရိပ်ပါဂျိုဝိုင်းစီအပြင်မှာအထူးသဖြင့်သူ့ရဲ့ချစ်လာစွာသောဇနီးတဲ့အိုင်တာရဲ့ရှေးမောက်ကိုရောက်သွားတဲ့အချိန်မှာတော့ကမ္ဘာချန်ပီယံကြီးရော့ထန်ဟာတမ်မဏိလူသားဘွားကနေချစ်စရာကောင်းပြီးနည်းနည်းတကယ်တော့တော်တော်လေးကြောက်တဲ့ကြောင်ပေါင်လေးတစ်ကောင်ဖြစ်ချက်ချင်းပြောင်းလဲသွားတတ်တာကိုပရိသတ်တွေသတိထားမိကြပါပါဒီအချက်ကိုထင်ရှားဆုံးသက်သေပြလိုက်တဲ့ပရိသတ်တွေကိုအိုတက်မတက်ရီမောစေခဲ့တဲ့ချစ်စပွဲဗီဒီယိုဖိုင်လေးတစ်ခုအကြောင်းကိုပြန်ပြောင်းပြောပြချင်ပါတယ်ရော့ထန်နဲ့အိုင်တာတို့စုံတွဲဟာလူမှုကွန်ရက်ပေါ်မှာသူတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့နေစဉ်ဘဝပုံရိပ်လေးတွေကိုမကြာခဏဝေမျှလေးရှိပါတယ်သူတို့နှစ်ဦးစလုံးကဖိုက်တာတွေဖိကြပေမဲ့အပြင်မှာတော့အရန်ကိုရိုမန်တစ်ဆန်ပြီးတယောက်ကိုတယောက်စားနောက်ကြည်စဲတဲ့ကြပါတယ်ဒီဗီဒီယိုလေးမှာတော့ဖျက်ကဒီလိုပါကျွန်တော်တို့ရဲ့တမ်မဏိလူသားကြီးရော့ထန်ဟာဆိုပါပေါ်မှာတတောက်တက်တာလှင်းလျောင်းရင်းဖုန်းသုံးနေပါတယ်သူပုံစံကအရန်ကိုအေးဆေးတည်ငြိမ်နေပြီးဖုန်းမြင့်တဲ့ပြင်ကိုသာအာယုံဆိုင်ထားပုံရပါတယ်သူဘာကြည့်နေတယ်လဲဆိုတော့ဖျားသခင်နဲ့သူပဲသိမှာပါတစ်တော်ကြည့်နေတာလားဂိမ်းဆော့နေတာလားဒါမှမဟုတ်တခြားကောင်မလေးချောချောလေးတွေရဲ့ပုံကိုများဒါကတော့စတာပါသူပုံစံကကမ္ဘာအရန်ကိုမကြောက်တဲ့သူရဲကောင်းကြီးနားနေတဲ့ပုံစံမျိုးပေါ့အဲ့ဒီအချိန်မှာပဲတကယ်အိမ်တွင်းချန်ပီယံကြီးဖြစ်တဲ့ဇနီးတဲ့အိုင်နာပေါ်လာပါရင်အိုင်နာကရော့ထန်ရဲ့နောက်ဘက်ကနေတိတ်တိတ်ဆိတ်ချင်းကပ်လာပါရင်သူမရဲ့ခြေလမ်းတွေကနင်းချာတကောင်းလုံးအတန်မထွက်ပါဘူးရော့ထန်ကတော့သူ့ကပါလေးထဲမှာသူပျော်မွေ့နေတော့ပါပဲအိုင်နာကရော့ထန်ရဲ့ပခုံးကိုကြော်ပြီးဖုန်းမြင့်တဲ့ပြင်ကိုလှမ်းချောင်းကြည့်လိုက်တဲ့အခိုက်တန်းအဲဒီစက္ကန့်ပိုင်းလေးမှာဖြစ်ပြသွားတဲ့ရော့ထန်ရဲ့တုတ်ပြန်မှုကတော့ကဘာကျော်ဟာတာပြကွက်တစ်ခုဖြစ်သွားပါတော့တယ်ဂျိုဝိုင်းထဲမှာပြန်မဲ့ရဲ့လက်သီးလာတာကိုမြင်အောင်မျက်တောင်မခတ်တဲ့ရော့ထန်ကဇနီးတဲ့သူ့ဖုန်းကိုချောင်းကြည့်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ဗျမ်းဆိုပြီးတော့လမ်းဖြန့်သွားလိုက်တာများဆိုဖာဘော်ကနေကန်ထွက်သွားမတက်ပါဘူးသူ့ရဲ့မျက်နှာထားကစစ်မြေပြင်မှာမိုင်းနေမိလိုက်တဲ့စစ်သားတယောက်လိုတုံးလုံးခြောက်ချသွားပါတယ်အဲ့ထက်ပိုရတာကသူ့လက်ထဲကဖုန်းကိုဖျောက်လိုက်တဲ့အမြန်နှုံးပါပဲသူဘယ်လိုဖျောက်လိုက်မှန်းတော့တေးချမမြင်လိုက်ရပါဘူးဖုန်းကမျက်စိတမိတ်အတွင်းမှာပဲသူ့ရင်ဘတ်ထဲရောက်သွားသလားခေါင်းအောက်ရောက်သွားသလားဒါမှမဟုတ်ဆောင်းအောက်ထဲပြစ်ထည့်လိုက်သလားမသေးကွဲတော့ပါဘူးသူ့ရဲ့လက်သီးထုံးထုံးထက်တော့ပုံမြန်နဲ့နှုံးနဲ့ဖုန်းကိုဝှက်လိုက်တာပါသူ့ရဲ့မျက်လုံးတွေကပြူးကျဲသွားပြီးဇနီးတဲ့ကိုမောကြည့်လိုက်တဲ့အကြည့်ကအမလေးလှမ်းလိုက်တာမိမရဘာမှမဟုတ်ပါဘူးကိုဘာမှမကြည့်ပါဘူးဆိုတဲ့အပြည့်ရှိသူတယောက်ရဲ့အကြည့်မျိုးဖြစ်နေပါတယ်ဆောင်းဝဲကန်းထဲမှာခိုးချနေတော့ဆီယာမအနားရောက်လာတာကိုရုတ်တရက်တီးလိုက်ရတဲ့ကျောင်းသားတယောက်ရဲ့ပုံစံနဲ့တစ်ထက်သေးပါပဲဒီဗီဒီယိုလေးထွက်လာတဲ့အခါမှာတော့မွေထိုင်းပရိသတ်တွေရောသူတို့စုံတွေကိုချစ်ခင်တဲ့ပရိသတ်တွေပါဦးတက်မတက်ရီမောခဲ့ကြပါတယ်ကမ္ဘာစင်ဖိုက်တာကြီးတယောက်ကဇနီးတဲ့ရှေ့မှာဒီလောက်တောင်ကြောက်ရွံ့ပြာရခတ်သွားတာကိုမြင်ရတာကအလွန်ပဲချစ်ဖို့ကောင်းပြီးသဘာဝကျအောင်လို့ပါရော့ထန်ကိုချစ်စလုံးနဲ့စားနောက်ထားတဲ့မှတ်ချက်တွေအများကြီးတက်လာခဲ့ပါတယ်အားလုံးကသဘောတူညီကြတဲ့အချက်ကတော့ကမ္ဘာချန်ပီယံနဲ့အိမ်ကျရင်အောက်ခြေသိမ်းမဲဆိုတဲ့အချက်ပါပဲဒီဗီဒီယိုလေးဟာရော့ထန်ကိုပရိသတ်တွေပိုချစ်ခင်လာစေတဲ့အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်သူဟာလလန်းမမီနိုင်တဲ့စူပါဟီးရိုးကြီးတယောက်မဟုတ်ပဲကျွန်တော်တို့လိုတန်ပန်လူသားတယောက်ဇနီးတဲ့ကိုချစ်ကြောက်ရိုသေးတဲ့ချစ်စရာခင်မွန်းတဲ့တယောက်ဆိုတာကိုပြသလိုက်တာကြောင့်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ